မှာရှိရတဲ့ဒေါ်လာမိဘပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့တာဝရီရန်တိုင်ရင်3839နဲ့တက်ခွက်လေးယူကြအုပ်မှာတောင်ထဆောင်နေတဲ့ရဲဘော်အောင်လေးဖြစ်ပါတယ်ခုဆိုရင်ဒါကကျွန်တော်တို့တာဝရီကျွန်တော်တို့ဒီ3839နဲ့တိုင်ရင်တက်ခွက်လေးကိုဒီမှာလက်နက်မဲ့အလင်းဝင်လာတဲ့ဒါရဲဘော်ညီလေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ညီလေးရဲ့ဟိုကနာမည်နဲ့ကိုယ်ပိုင်နံပါတ်လေးချက်လောက်ပြောပါပြီ။ညီနာမည်ကနန်းလင်းသူကိုပိုင်နံပါတ်ကတော့ပါစ13132နဲ့ဒီစစ်မှုထမ်းဘောကခေါ်တာကပေါ်တာဆွဲခံရတာဘယ်နေ့လောက်ကဆွဲခံရလဲ။ဒီလောက်ကလည်းဆိုတော့18ရက်9လပိုင်း2024ဒီအိမ်မနေဆွဲတာလားဒီလမ်းသွားရင်ဆွဲတာလား။ကားမောင်းရနေဆွဲခံရတာ။ကားမောင်းရဆိုတော့အဲ့ဒီရွာထိပ်ကထွက်ရုံပဲရှိသေးတယ်။သူကအုပ်စုနဲ့ဆိုတော့ဘာတွေလည်းမသိဘူးဆိုပြီးတော့တိကျစောနဲ့မောင်းရတယ်။မောင်းညီလေးခဏရက်အောင်နဲ့ကိုယူနဲ့မေးရရှိလို့ပြုံးလိုက်ခဲ့လို့ခေါ်သွား။ခေါ်သွားပြီးတော့ဟိုကျတော့ခဏလည်းကြာနေကြအောင်အဲ့ဒီညီလေးရတဲ့ပြည်သူ့သားကောင်ဖြစ်မဲ့ကောင်နဲ့အဲ့နဲ့ချိုးထက်တက်ထည့်ထားတယ်။ချိုးတက်နေတာပြီးတော့ခုဒီဟိုဒီဘယ်လိုပြောမလဲတင်တန်းကိုပို့တာပေါ့တန်းပို့အဲ့ထဲမှာချုပ်ထားသေးတယ်50ရက်လောက်ချုပ်ထားလဲပြီးတော့အဲ့တင်မျိုးစစ်တပ်ကိုအဲ့သူကထောက်ပို့တယ်အဲ့ကိုပို့တယ်အဲ့ကိုပို့ပြီးတော့အဲ့ရနေပြီးတော့နေချင်းမပို့တာဝဲကလေးကိုအဲ့အမှပေါ့တင်တန်းဘယ်လောက်တက်ခဲ့ရလဲ2လလောက်ပဲတက်ရတယ်သူတို့ကတော့3လလို့သတ်မှတ်တာပဲ2လပဲတက်ရတယ်သူတို့အရေးကြီးလို့ပဲ3လ2လတင်တန်းတက်ခဲ့တယ်တင်တန်းတက်ပြီးတော့တခါတည်းတရင်ကိုပို့တာဒါမှမဟုတ်ရှေ့တန်းတစ်ခါတည်းပို့တရင်ဆိုတော့အခုထိမြင်တော့မမြင်ဘူးသေးဘူးအဲ့တင်တယ်ဝဲကလေးကနေပြီးတော့ကြောင်းဆင်းလဲပြီးတော့နတ်တန်ကွင်းဘက်ကိုပို့တယ်ဟောနတ်တန်ကွင်းမှာဒီအကိုတို့နဲ့ဒီပထမချိတ်သေးတယ်နော်ဟုတ်တယ်ချိတ်သေးအဲ့တော့လည်းသူတို့ရှိရနေပြီးတော့လက်ဖို့ကြိုးစားသေးတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးသူတို့ကပတ်ချတယ်ကမိုင်းနေထောင်ထားတယ်ကင်းနေချတာဒီကနေလေအဲ့ကနေလေပြီးတော့ညောင်ကျိုးပို့တယ်ပေါ့ဟုတ်တယ်ညောင်ကျိုးတန်းပို့တာအဲ့သူတို့နောက်တန်းပြန်မယ်အဲ့ရနေပြီးနောက်တန်းပြန်မယ်ဆိုပြီးတော့သူတို့ကစစ်စင်ရေးကာလာ6နှစ်ဖြစ်သွားပြီတဲ့အဲ့ရဆရာတယောက်ကပြောတော့နောက်တန်းပြန်ဖို့ချိန်ရောက်ပြီတဲ့အဲ့နေပြီးတော့အကုန်လုံးပါသားတွေအကုန်လုံးအဲ့ပြည်သူစစ်တွေအကုန်လုံးကားဝတ်တင်ပြီးတော့300ခွန်ပါ300ခွန်ပါဝင်ရပြီးတော့အဲ့ရခိုင်အတွက်လက်နက်ထုတ်ပြီအဲ့မှာတစ်ခါပြေးတာအဲ့မှာသူတို့ရှင်နေတစ်ခါလွတ်ဖို့လောက်အဲ့လည်းမအောင်မြင်ခဲ့ဘူးတာယာဝတီတော့ရောက်လိုက်တယ်အဲ့တာယာဝတီမင်းနှောင်းခိတ်မှာပြန်ပြီးအဲ့ကနေမှဒီညောင်ကျိုးခိတ်ကိုရောက်တော့ညောင်ကျိုးမှညီလေးဟိုပေါ့တိုက်ပွဲဘယ်နဲ့ရင်လောက်တွေ့ရလဲညီလေးရောက်တော့ဒီရောက်တော့ရောက်ချင်းပဲတန်းပြီးတော့တိုက်ပွဲနှွှဲရတာအဲ့ဒီသူတို့စစ်ခွေးတွေအသေးပြောက်ရှိတဲ့အနေထားတွေဘယ်လိုတွေရှိတိုက်ပွဲအနေထားပြောပြအောင်တိုက်ပွဲအနေထားတော့ကြမ်းတယ်ပဲတော်တော်လေးကြမ်းတယ်ဟိုကလည်းထိုးစိတ်ကလည်းတော်ကြမ်းတယ်အဲ့စားတော့တုံးတက်သွားတော့ကျွန်တော်မြောက်ခင်တက်သွားတာအင်အား200လောက်ကိုတက်သွားတာတက်သွားတော့သူတို့ဒီအောက်ကိုပြန်ပါလာ120လောက်ပဲပြန်ပါတော့တယ်အဲ့ကနေပြီးအေးအဲ့ဒီဘက်သူတို့နောက်ကိုလက်စင်ကုန်းဘက်ကိုပြန်ဆုတ်လာတယ်သူတို့ပထမတာဝန်ကုန်းကိုအဲ့လိုတက်ပြီးဟိုလောက်တော့သူတို့အကြပတ်များလို့ဆိုပြီးတော့ဒီဘက်လက်စင်ကုန်းကိုပြန်ဆုတ်လာအေးရထပ်ပြီးတော့အဲ့လက်စင်ကုန်းထိုးသစ်စင်နဲ့ခဏ2ရက်ချ3ရက်ချတစ်ခါထိုးသစ်စင်အဲ့မှာသူတို့လူပြောမယ်စေအောင်ဒီဘက်ကနေပြီးတော့လူကနေပါအဲ့လိုတနေ့ကိုနည်းအဲ့လိုဆိုင်ပါနဲ့ထိပြီးတို့ကြာအမှတ်ယူချီတာဟုတ်အေးရတယ်အမှတ်ယူချီပြီးတော့အဲ့90လောက်ပဲရှိရတယ်အဲ့90လောက်လဲကြာလဲကြောင်းအဲ့အေးကအင်အား1000လောက်နဲ့ဝင်ပြီးတော့လုံးလိုက်ရပြီးလုံးတော့သူတို့အခုညောင်ညူးကြပါအေးကဝင်ပြီးတော့စစ်ကြောင်းထုတ်တော့ဒီစစ်ကောင်စီကဘယ်လိုလက်နက်မျိုးတွေတုံးလဲလက်နက်မျိုးတွေလဲဆိုတော့သူတို့အဲ့ဂျွာမူကလှမ်းပြီးတော့ဟိုလက်နက်ကြီးပြစ်ကူတောင်းတယ်120လို့အဲ့လေပြစ်ကူလို့ပါလို့နှစ်တောင်းတယ်အဲ့လိုမျိုးလေပြစ်ကူမှာလဲကြားတာကိုအချင်းချင်းမပြီးတော့အဲ့လိုဟုတ်တယ်အဲ့ဒါဟုတ်တယ်အဲ့လိုလှမ်းပြီးတော့အဲ့လိုစစ်ကူတောင်းပြီးဆိုရင်သူတို့က1တန်လေးလှမ်းပစ်တယ်လှမ်းပစ်လဲအဲ့သူတို့ကရဲလူနယ်နဲ့မိတ်ကိုတောင်းမကြဘူးအဲ့သူတို့အထက်ပဲပြန်ကြတော့အဲ့အများဆုံးကြာသွားတာတော့အခုပြည်သူစစ်မှုရန်နေပေါ့အဲ့လိုအများဆုံးကြာပါနောက်ပြီးတော့ပြည်သူစစ်မှုရန်နေတစ်ခါမှသူတို့အတွေ့အကြုံမရှိဘူးလေအတွေ့အကြုံမရှိတဲ့အခါကျအဲ့လိုရန်ပစ်ပြကြတော့ကိုလူကိုထိလို့အဲ့လိုကြာပါမှုလည်းရှိတယ်အဲ့ကနေလည်းပြီးတော့ဒီဘက်ကိုထုတ်ပြေးတာပေါ့ဟုတ်တယ်နောက်ပြီးတော့လေရင်ပြစ်ကူလို့ပါကိုပင်းရဒီတိုင်းပဲတစ်ခါဆိုရင်တော့ညာပိုင်းကျွန်တော် group ချင်းရှိနေလာကြတယ်သူညာပိုင်းတိုက်ပွဲဖြစ်တော့လေညာပိုင်းတိုက်ပွဲဖြစ်တော့အဲ့လိုလေပြစ်ကူပေးပါဦးလက်တောင်းတော့လာတယ်အပေါ်နေဝဲနေအကြာကြီးပဲဝဲပြီးတော့မှကျွန်တော်group ချင်းအရှိကိုလာပြီးတော့တက်ကြအခုသူတို့ဒီလေရင်ပြစ်ကူပေးတဲ့အချိန်မှာ
သူတို့မှားပြီးတော့ကျေးတာနေခုနညီလေးတို့ခုနပြည်သူစစ်တွေခုနဘယ်လောက်ကြာ တော့လဲဆိုတော့ ကြာတာတွေပါရှိတယ် အဲ့လိုမျိုးကြားတာတော့အဲ့လိုမျိုးဘာမှမဖြစ်ဘူးဒါပေမဲ့ဟိုတကယ်ဟိုဟာတက်လုံးလာလို့ဘာလို့မရကြရင်အဲ့လိုနေပြစ်ကူလို့ဘာလို့ပြီးရင် drone လို့ဘာလို့ပြီးရင်အဲ့လိုသူတို့ချရင်အဲ့အများဆုံးကြားတာအဲ့ဒီဘူကြီးတို့တက်မှမှုအဲ့လိုမျိုးအများဆုံးကြားဟိုအထိုင်ကနေကိုကအထိုင်ကနေပြီးတော့တိုက်ပြီးအဲ့ဒီတိုက်ပြီးဆိုရင်အဲ့ပြည်သူစစ်တွေလည်းအများဆုံးကြားဒုံးပွဲလည်းချလဲကိုလူတွေကိုပဲ အကုန်လုံးကိုလူပဲပြန်ထိတာသူတို့ကတစ်ခါတလေဆိုရင်အဲ့အဲ့ဒါတက်ပြီးတော့အဲ့ drone ကအဲ့ဒါတက်ပြီးတော့ကိုယ့်ရဲ့တရင်တက်ဖွဲ့နေတဲ့နေရာပေါ့ဟိုစကန်ချတာနေရာပေါ့ပတ်ဝဲအားလည်းကြအဲ့အိမ်ကိုပြန်ကြတယ်ပြည်သူအိမ်ကိုပြန်ကြတယ်အဲ့မှာအရက်သားတွေပါနေသေးတယ်လေအဲ့လိုပြန်ကြတယ်တက်မှမှုဆိုရင်သူ့ drone ကိုသူကြောက်လို့ပတ်ပြေးနေရော တော့ဦးတွေတော့ကြောက်လို့ပတ်ပြေးနေရတယ် ဟုတ်တယ်သူကအဲ့ဒါတက်ပြီးတော့ပတ်ပြေးနေရောအခုနသူဒီဟောပေါ့ညောင်ကျိုးကြပြီဆိုတော့ခုနဒီပြေးတဲ့တို့ဒီဘက်ဘကိုးတိုင်းဘက်ကိုဝင်လို့ရပြီဆိုတော့သူတို့တွေကဘယ်နေရာတွေမှာခံသစ်တွေပြေးနေတာလဲ ညောင်ချီတော့ဖက်မှာတော့အဲ့လိုရဲစခန်းထဲမှာတို့လက်လက်ကြီးစင်တာတို့အဲ့လို drone ဖွဲ့လို့ဘာလို့ရှိရထုံတက်လို့ပါကြာသွားတယ်ခုနဒီစစ်သားအလောင်းတွေကိုသူတို့ဘယ်လိုလဲတေချာတကြိုးပေးတာရှိတယ်တေချာတကြိုးမတကြိုးအဲ့ဆွဲတော့ဆွဲရရင်တော့ဆွဲတယ်ဆွဲရပြီးတော့တကြိုးကတော့မရှိဘူးအဲ့လိုတခါတည်းကျွေးတူပြီးတော့10လောက်10လောက်အဲ့လိုမြုပ်လိုက်တာမြုပ်မိလိုက်ပြန်လာပြီဘာလည်းမရှိဘူးအဲ့လိုနောက်ပြီးတော့သူတို့အဲ့လိုကြာသွားတာတို့ဘာလို့ကြတော့သူတို့အိမ်ကိုလည်းတရင်မပို့ဘူးပျောက်ဆုံးဆိုပြီးထဲလိုက်ပြီးတာပုံစံမျိုးနဲ့ပျောက်ဆုံးလို့ထဲလိုက်ခုနကဟောပေါ့ဒီအညောင်ကျိုးပို့တာကြတော့ခုနဘယ်တိုင်းနေရလဲပေါ့ဘယ်တိုင်းနေရခုနဟိုစုတဲ့ခုနဘယ်လိုလဲပေါ်တာဆွဲခံရတယ်ခုနအတင်းအဓမ္မစူးစောင်းခံရတဲ့အဖို့တွေပေါ့ခုနဘယ်တိုင်းနေရနေပို့တာများလဲဘယ်တိုင်းနေရလဲဆိုတော့အဲ့ဟိုဘက်ကိုတောင်းဘက်ကတော့များတယ်ကိုတောင်းဘက်ကအရာဝီတိုင်းဘက်ကဒီပကူတိုင်းအနောက်ရှမ်းဘက်ကတက်တွေကတော့အဲ့999ခွန်တို့982တို့996 365အဲ့တက်တွေအများဆုံးအဲ့မှာခုနတို့ပေါ့ညီလေးတို့လိုပဲဒီဟိုပေါ့အလင်းဝင်ရလူတွေလည်းရှိမှာပေါ့ရှိတယ်တော်တော်များများရှိတယ်သူတို့တွေကအဲ့လိုစစ်ကောင်စီဘက်ကနေပြီးတော့ချင်းချောက်ထားတာအဲ့လိုဒီဘက်ကိုဝင်ဒီဘက်ကလူတွေကတက်တယ်ဖြတ်တယ်လို့ဘာလို့ညာလို့ねအဲ့လိုမျိုးချင်းချောက်ထားတယ်သူတို့ကမလာရုပ်ဖြစ်နေဟိုတော့ဒီဟိုမရောက်ခင်ညီလေးဟိုကနေလည်းပြီးတော့ဒီဟိုဘယ်လိုပြောမလဲဒီဘယ်နေရနေလောက်ကစပြီးတော့ထွက်ပြေးလာခဲ့တယ်ငါညောင်ကြီးကနေထွက်ပြေးလာတာဆိုတော့အဲ6ရက်နေလောက်ကပေါ့3လပိုင်း6ရက်နေလောက်ကစပြေးလာ2024လေးအဲနဲ့ထားပြေးလာအော်2025 3လပိုင်း2025 3လပိုင်းထားပြေးလာဟုတ်ဒီ6ရက်နေပေါ့6ရက်နေခုနဒီနောက်ထပ်အလင်းဝင်ကြီးနဲ့ခုနညီလေးလိုမျိုးရှိမယ်ညီလေးနောက်ထပ်ခုနလိုတက်တာသေးစုခံရတဲ့လူတွေဘာပြောချင်လဲပေါ့အဲစစ်ကောင်စီကချင်းရောက်ထားတဲ့ဟာတကယ်မဟုတ်ပါဘူးလို့ဒီရောက်တော့ဟိုကိုယ်တိုင်လည်းရောက်ပြီးသွားပြီရောက်တဲ့ခါကျတော့နုံနုံထွေးနဲ့လည်းကြိုးပါတယ်လို့နောက်ပြီးတော့အဲ့လိုအလင်းဝင်ရင်နဲ့အဲ့လိုဟိုပြည်သူစစ်လွန်နဲ့အဲ့လိုဟိုဟာဘွားသူတွေပေါ့အဲ့လိုဘွားသူတွေလည်းစိတ်ချလက်ချအလင်းဝင်လို့ရပါတယ်လို့ဒီဘက်ကနုံနုံထွေးကြိုးလို့ပါတယ်အဲ့ပြောချင်